Greater physics chapter 9ပါခေါင်းစဉ်ရတော့ Faraday capacitor အပြိုင်ပြားလျက်တို့ okay ဒါဆိုလျက်တို့ဆိုတာ capacitor လျက်တို့ဆိုတာကဘယ်လိုလဲပုံစံလေးဆိုတော့ဒီမှာ quantitator မှာ quantitator လျက်ကူပစ္စည်းတစ်ခုရှိမယ် okay လျက်ကူပစ္စည်းတစ်ခုရှိမယ်လျက်ကူပစ္စည်းတစ်ခုရှိမယ်အဲ့နှစ်ခုရဲ့ကြားထဲမှာ insulator လို့ခေါ်တဲ့လျက်ကပစ္စည်းတစ်ခုပါလဲအစားသွင်းထားမယ်ထည့်ထားမယ်ဆိုရင်အဲ့ဒါကိုတော့ capacitor ဘာလို့ခေါ်လဲလျက်တို့လို့ခေါ်တယ်ဒီဘက်က positive charge ဘာချလဲ negative charge လျက်စစ်ဖွယ်ရယ်စစ်မရယ်အဲ့တော့ plus ကျူရယ်ဘာကျူရယ်လို့ဆို minus ကျူရယ် plus ကျူရယ် minus ကျူရယ် okay နော်အဲ့စားလိုက်အောင်ကဲကြည့်လွယ်လေးပါဒါဆိုရင်ထူးခြားမှုကတော့ဒီကိုနေလောက်ခေါ်တယ်ဘာကူပစ္စည်းတစ်ခုကလျက်ကူပစ္စည်းတစ်ခုက parallel ဘာနေဖို့လို့လဲပြိုင်နေဖို့ပါလဲလို့တယ်အဲ့တော့ကတော့ခေါင်းစဉ်က parallel capacitor အပြိုင်ပြားလျက်လို့ခေါ်ပါတယ်parallel plate capacitor အပြိုင်ပြားလျက်လို့ဆိုတော့ဖြစ်ပါတယ် the simple capacitor အယိုးရှင်းဆုံး capacitor တစ်ခုပဲ okay ပြောမယ်parallel capacitor အပြိုင်ပြားလျက်လို့ဆိုတော့ဖြစ်ပါတယ် the simple capacitor အယိုးရှင်းဆုံးလျက်တို့တစ်ခုပဲဖြစ်ပါတယ်၎င်းမှာကိုယ်စစ်ရောပေါင်းပါတယ်2 parallel metal plate ပြိုင်နေတဲ့သတ္ထုပြားနှပြပေါင်းပါတယ်၎င်းမှာကိုယ်စစ်ရောပေါင်းပါတယ်2 parallel metal plate ပြိုင်နေတဲ့သတ္ထုပြားနှပြပေါင်းပါတယ် split တဲ့ခြားထားပါတယ်by a lay အဲ့ရတယ်ပါဆိုလိုက်တာပဲ insulator ပဲ or other insulating material ရဲ့အခြားလျက်ကပစ္စည်းတစ်ခုကိုပါထားပါတယ်ခြားထားပါတယ်အဲ့ဒါကိုတော့ဗာလဲ parallel ဘာစီတာလဲ capacitor ပြောပြမယ်parallel capacitor အပြိုင်ပြားတဲ့ဆိုတော့ဖြစ်ပါတယ် the simple capacitor အယိုးရှင်းဆုံး capacitor ပါပဲလျက်တို့ပါပဲအဲ့၎င်းမှာကိုစီရောပေါင်းပါတယ်2 parallel metal plate ပြိုင်နေတဲ့တတ်ထုပြပေါင်းပါတယ် separate ခြားထားပါတယ်ခွာထားပါတယ်ဘာဘာလဲလေနဲ့ခြားထားပါတယ် order မောင်းရင် other insulating material ရဲ့အခြားလျက်ကပစ္စည်းတစ်ခုနဲ့ပါထားပါတယ်ခြားထားပါတယ်ဒါကတော့ parallel plate capacitor ရဲ့ဗာလဲပုံလေးပါpositive charge ဘာချလဲ negative charge ဒါပါဆိုရင် distance ဘာဝေးလဲအကွာဝေးဒါတော့ v potential difference လို့ခေါ်ပါတယ်ညာရော okay အဲ့ဒါ plus q ဘာကျလဲ minus q positive charge ဘာချရဲ့ negative ပါလေချက်ရဲ့အဲ့တော့ခေါင်းစဉ်မှာမှတ်ထားမယ် parallel capacitor division လေးပါရအောင်ကျက်ထားပေးပါဘာလေးလဲဆွဲပေးပါပုံလေးလဲပါပေးပါဆွဲပေးပါဒီပုံကဘာလေးပါလဲရှိရင်မီလီမီတာပါတယ်ရှိပါတယ်စနေဟောင်းပါလေမီလီမီတာပါပါတယ်ရှိပါတယ်ပိုင်အောင်ကြည့်ထားပေးပါအားလုံးချင်မှချင်တော့ဝင်းစမ်းမြတ်ပြေးသွားပြီပါကြပါစေဘေးရည်များလည်းကင်းဝေးကြပါစေ